ရာတော်ကြီးတစ်ပါးပြောတယ်ကိုကဘာမှမပေးပဲနဲ့တခုမှမရဘူးအဲ့တော့ဗာလဲဆိုဥပမာပုံကြီးလေးတစ်ခုပြောမှာကွာတခုပဲပြောတော့အဲ့ဒါဗာလဲဆိုဥပမာဟိုသူ့အမေကဒီမကောင်းကွာဒီမကောင်းတော့အဲ့ဆေးဆရာကသူ့ယုံသားချက်ကျွေးရင်ဒီကောင်းမယ်ဆိုတော့သူ့ကိုကသူ့ညီကိုသူမင်းယုံသွားရှာဆိုတော့ဟိုကလေးကထွက်သွားတယ်ကြောစံလေးရောက်ကိုကံကောင်းတော့ပဲယုံလေးတွေကောင်ရတယ်ပေါ့လူကောက်ပြောအဲ့ယုံလေးသူယူလာတယ်ဟောဒီယုံလေးကိုတတ်ပြီးတော့ကျွေးမှသူ့အမေဒီကောင်းမယ်ဒါဆိုရင်မတရားဘူးငါယုံဒီယုံမတတ်ဘူးမကျွေးဘူးဆိုတော့ယုံလေးပြန်လိုက်ဒီလဲကြာရတော့သူ့ကိုပြန်ငါရတယ်ဒါပဲနဲ့အဲ့ဒီယုံတတ်ငါအမေကျွေးရမယ်ဆိုငါမတတ်ချင်လို့ငါတွက်လိုက်တယ်အဲ့ဒါတော့ဒါပဲနဲ့ငါသစ္စာဆိုပဲပေါ့အဲ့တော့သူကသစ္စာဆိုဒီယုံလေးကိုသူရခဲ့ပါတယ်ရပြီးတော့ပြန်တွက်လိုက်ပါတယ်အဲ့ဒီသစ္စာစကားမှန်ကန်တဲ့အတွက်အမေယောဂတက်တာပါစေဆိုတော့အသိသစ္စာလေးနဲ့ပြီးလိုက်အဲ့ဒီမှာသူ့အမေကနေကောင်းပါဒါပုံမီနဲ့အဲ့ဒီအကြောင်းပြောပုံမီတစ်မျိုးအခုတော့ရှိရတော့ပါရောက်ဆိုတော့အဲ့လိုမျိုးမင်းတို့ဘုရားရှိခိုးခင်မှုတော်ကောင်းပြီးတော့ကျမ်းသာပါလို့ကျမ်းမာပါလို့လုံနေလို့ကျမ်းသာကိုကျမ်းမာကိုမကြိမ်းပြီအဲ့တော့မင်းတို့ဘာလုပ်ရမလဲဆိုတော့သစ္စာစုံနေအောင်လုပ်ရလူကသစ္စာစုံနေအောင်လုပ်ကိုတခုပေါ့ကောင်းတာတွေကိုသစ္စာစုံနေအောင်လုပ်ပြီးတော့ကျမအဆိုရပါဆိုမနေ့မိုးလေးအေးရထတာနဲ့ဘာမှမလုပ်ပဲဘုရားရင်ရှိခိုးပါတယ်ညနေသိပြီးတာလည်းပေါ့နော်ဘုရားရှိခိုးပြီးမှကြားလုပ်ပါတယ်ဤမှန်တဲ့သစ္စာစကားကြောင့်အဲ့လိုမျိုးသစ္စာစုံနေအောင်နေရဘုရားအဆုံးရှိခိုးပါဒီလိုမျိုးကိုယ်ကသူ့ပေးဆက်တာအဲ့တော့မှကိုယ်သစ္စာစကားတီးရင်မင်းတို့လိုချင်တဲ့ဟာတွေဤနေမဒီတိုင်းပဲဆရာကြီးဦးဟန်ခင်ဗျာသုံးမဩဝါဒစကားပြောကြားပေးပါရဲ့ကာရဝတရားရှိထားပြီးပန်ကြားအပ်ပါတယ်ခင်ဗျာကဲစီတင်မရှိပဲနဲ့ယူတင်အကြောင်းမကြားပဲနဲ့လှုပ်ရှားလိုက်ပြန်ပြီတပည့်တို့ဦးနေကွက်နေဖြစ်ကြသေးသတည်းပြီးတော့ပဲဟုတ်လားဆောတော့ပါကဲဟုတ်ပြီအဲ့တော့အာသရိယပူဇော်ပွဲဖြစ်တဲ့ကျွန်တော်ဤငယ်ဆရာများဖြစ်ကြတော့ဆရာတော်မေရာဝီဆရာဦးသန်းထွန်းဆရာဦးအောင်သန်းဆရာဦးတင်ဆွေတို့ရှင်းဖို့တော့ပါပြီလူကျွန်တော်တွေတို့လူရှင်းဖို့တော့ပြီးတော့ပေါက်ရတယ်ပြောတာဟုတ်လားအဲ့တော့ဟုတ်ပြီဆရာတိုင်းနှုတ်ဆက်တဲ့စကားတိုင်းပဲအမတန်ချိုးမြင်ခဲ့တဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါလေနော်အဲ့တော့ဆရာအခုတိုင်ဝမ်ဝင်မဲ့ပုံကိုယ်တွေအားလုံးရောက်နေတာဒီနေရာသိယူလာပြီဟုတ်လားနော်ဒီလိုတပည့်တွေတော့ပြန်လို့မရဘူးနော်ဆရာကိုပြန်လို့တပည့်တွေမနိုင်ဘူးအခုကြည့်အောင်းကျူပြန်မလားမျက်စိပုံလာပြန်မလားနားတိုင်းလာပြန်မလားခါးကိုင်းလာပြန်မလားဒူးနာလာပြန်မလားဘယ်လိုမနိုင်ဘူးအားလုံးအစင်းနဲ့အမှာတော့ပြန်ကြည့်လို့ပြန်လို့ရလားအေးအဲ့တော့အဲ့ဆိုင်ကြီးဟိုဘယ်လိုကြောတယ်ဆိုတဲ့အတွက်အတော်ကြက်ပြီးရှိပါတယ်အဲ့မဲ့ဆရာတော်ဘွဲဆိုတဲ့နေရာမှာကျောင်းသားမြောင်များစွာဆရာမြောင်များစွာတဲ့မှာဒါတွေပါလေဒွိလာလေးတွေဖြစ်တယ်လေဘယ်လိုဖြစ်တယ်လဲဆိုတော့တို့လည်းအားထားကနေမှာတော့ဖြစ်မှုတယ်ဆရာတွေတကြောင်တော့ဆရာတွေ40လောက်ကိုဘယ်တော့ဟိုဝါငါဆရာမဟုတ်ဘူးရားငါဆရာမဟုတ်ဘူးလက်ဟုတ်ပဲခြေလို့ခြေရမှမသိအတ္တသွဲလေးတွေနဲ့ဒွိဟာလေးတွေဖြစ်ကြတာပေါ့နော်အဲ့လိုလေးလက်ဟုတ်ပဲရွေးခြေရတော့လို့ရွေးပြီးတဲ့ခြေလိုလည်းမရသူလည်းခြေကောင်းပြမှာပေါ့ဘောတော့ငါဆရာမဟုတ်ဘူးတရားတော့ငါဆရာမဟုတ်ဘူးဆိုတာတည်းဒါတော့အဲ့ဒါကိုရှင်းပြခြင်းလို့ပါအဲ့တော့ကျက်ပေါင်အမကနေပြီးတော့ကျွဲတဲ့အာလာကကျက်ပေါင်အာလာကကျက်ပေါင်အာထကာဆိုပြီးဖြစ်လာတဲ့အာဒီဒါတပည့်ဒီဟာဒီပန်းဝိရင်ကျက်ပေါင်အာထဒီပန်းဝိရင်တခုဆရာတို့ကအဲ့လိုမြင်တယ်အဲ့တော့ဒါတို့သမီးတို့ဒီပန်းဝိကလေးများဆရာတို့ဒီဝိရင်မိုးများအဲ့ဒါအဲ့တော့တို့ကတော့ဒီဥယျာဉ်မှာလုတ်ခဲ့ပြီးတဲ့အတွက်ရေသမုတ်ဟလားပေါင်းတစ်ခါတင်ရက်တစ်ပြင်လုပ်ဘူးတဲ့ဥယျာဉ်မိုးလို့ခံယူထားတယ်ဟာအဲ့တော့ကြာလာပြီးပွင့်လာတော့ပေါင်းအောင်ကြပြပြီငါတို့ခြံထဲကငါတို့ဥယျာဉ်ထဲကပန်းလို့ခံယူထားတယ်အဲ့တော့အဲ့လိုဆိုရင်သူ့ဆရာကိုဆရာကလိုသေးလားဟလားဘာမှမလိုတော့ရ
ရှစ်ခိုးမားလို့လည်းငရဲမှမကြည့်ဘူးချလိုက်တို့ရဲ့အတက်ကြီးတဲ့လူတွေပြောဒီမှာငယ်တဲ့လူတယောက်အောင်ပါဟုတ်လားအဲ့လိုပြရလေးတော့မဖြစ်ပါနဲ့ဆရာတို့ဒီမန်းလို့သဘောထားတယ်မင်းတို့ဒီဥယျာဉ်ဘုလို့သဘောထားလိုက်အားလုံးပြီးတော့ပြီအခုဒီမန်းဥယျာဉ်ကိုပြုစုပြောဆောင်မှုတဲ့မြေပြင်မှုတဲ့ဥယျာဉ်မှုတွေပါလားဆိုရင်ဒီမန်းဥယျာဉ်နဲ့အကုန်ဆိုင်သွားတယ်ဟုတ်လားအဲ့တော့တို့တွေကနေတော့မပွင့်လာတဲ့ဖားလေးတွေဒီငါတို့မြေပြင်ပေးခဲ့တဲ့ဥယျာဉ်ကြီးကပွင့်တဲ့ဖားတွေပါလားလို့ဆရာတို့ကလည်းသဘောထားတယ်ဆိုင်သွားပြီအားလုံးဟုတ်လားအဲ့တော့လက်ဥချီတဲ့နေရာမှာအဲ့ဒါလက်ဥနဲ့ဘုံပွင့်ပြီးတော့အဲ့ဒါဩကာသလက်နဲ့တုံးလုံးနဲ့တုံးလုံးပဲတော့ပြချလိုက်တော့ဆရာတို့အစင်းနေပဲဟုတ်လားနော်အဲ့လိုခံယူလိုက်ရင်ကျင်တတ်ပါပြီနော်အဲ့တော့အားလုံးစုပေးတဲ့အတိုင်းတခုရှိတယ်ဇာတမပြန်ရင်မသားတွေကကြားရမယ်ဟာတောင်းဆရာပြန်တော့လည်းကောင်းတာလေးကြားမယ်ပေါ့ဒါလေးမှားလိုက်ဦးမယ်အဲ့တော့ရိုးသားပါကြိုးစားပါနိုးကြပါဟုတ်လားအဲ့တော့အားလုံးနိုးကြပါလေကြိုးစားကြပါလေကြိုးစားကြပါလေဒါလည်းယုံပါလေဟုတ်လားဒါမဲ့အဲ့မှာတခုပြောမယ်ရိုးသားခြင်းဒီတကယ်ရိုးသားလို့ရှိရင်ပြစ်မှားပြီးတာတောင်မှအပြစ်မယူကြဘူးအပြစ်မယူကြဘူးဖွင့်လို့ကားရတယ်ဆိုတဲ့အားကိုဥပမာလေးပြောမယ်အင်္ဂလန်နိုင်ငံမှာလည်းသွားတယောက်ရှိတယ်သူကအမတန်ရိုးသားတယ်ပြိုးသားတယ်နိုးကြတယ်သို့တော့ကံအားလျော်သွားဘဝဗျာဒီဥလူဖောက်ပြန်တဲ့အတွက်လေယာမီကသဘာဝစိုက်လို့မရဘူး။ဘယ်တော့သူကလည်းရိုးသားတယ်စာတတ်ယုံပဲရှိတယ်အဲ့တော့သူစိတ်ထဲမှာသူတို့မှာဘုရားသခင်ပေါ့ကွာဘုရားသခင်ပဲအားကိုးပါရှိတယ်သူစိတ်ထဲမှာဘုရားသခင်ကိုအကူကြီးတောင်းမယ်ဆိုပြီးတော့စာလေးရေးလိုက်တယ်ရေးပြီးတော့တို့ဘုရားသခင်ကျွန်တော်မျိုးမိုးပေါ်ရာသီဥတုတွေပေါက်ပြန်တဲ့အတွက်လေလုံးစရာဘာမှမရှိဘာမှအောင်မြင်ပါဘူးအယုံနေနဲ့ပဲဆိုင်နေရပါလေဒါမှမဟုတ်စတာလင်ပေါင်း100လောက်သူ့ကိုမလာပါဆိုစာလေးရေးပြီးတော့တို့ဘုရားသခင်ဆိုတဲ့ကောင်းတဲ့နဲ့သွားပြီးစာထဲမှာစာထဲလိုက်အဲ့တော့စာထဲကူကစာအိတ်တွေစစ်လိုက်တော့တို့ဘုရားသခင်ဆိုတော့တော်တော်ထူးဆန်းတယ်ဘယ်လိုလူမျိုးကပို့လိုက်ပါလေလို့ဆိုတော့အထဲမှာလည်းဝရထာလေးပတ်လိုက်တော့အဲ့ဒါလေပြည့်စည်တဲ့အတွက်စတာလင်ပေါင်း100လောက်ဘာသာပါဘုရားသခင်ဆိုတော့ဘာမှအိဗယ်မရှိဘူးလဲမှမရောက်နိုင်ဘူးသို့တော့ရိုးသားမှုနဲ့သူ့ဘာသူတောင်းဆိုလိုက်တဲ့ဟာကိုစာရိုက်မှုကြီးကသဘောကျဟုတ်လားသဘောကျတော့သူစာရိုက်ဝန်ထမ်းတွေကိုလိုက်ပြီးတော့ပိုက်ဆံစုလိုက်တော့အဲ့လိုပဲကြိုးကြောင်းပြောပြီးပိုက်ဆံစုလိုက်တော့စတာလင်ပေါင်း60ရအဲ60ကိုစာရိုက်တဲ့ထည့်ပြီးတော့သူ့ရှိကိုလုံဆုံကမ်းပြီးတော့ရောက်အောင်ပို့ပေးလိုက်တယ်အားလေသမားကြီးကပြောတာတော့ပြောတော့ဝါသာအားရစာရေးပေါက်ပြတယ်စတာလင်ပေါင်း60ပဲတွေ့နောက်ဒါတော့ကြာတော့ဒါဒီဘာလို့ကြာတော့ဆိုတော့စာရိုက်ကိုစာဆောင်ပြန်ရောက်လာတယ်တို့ဘုရားတကယ်အတူပဲဒီလေသမားကြီးပဲဖြစ်တယ်ပြန်ပတ်ကြည့်လိုက်တော့ဘုရားသခင်နဲ့ဘုရားသခင်ကတော့စတာလင်ပေါင်း100ထည့်ပေးလိုက်တာဒါပဲနဲ့စာရိုက်ကဝန်ထမ်းတွေကဖြတ်စားထားလို့60ပဲရပါတယ်ရိုးသားပြောလိုက်တာအဲ့တော့စာရိုက်ကိုကြီးကသဘောကျပြီးတော့စတာလင်ပေါင်း100ပြည့်အောင်နောက်ထပ်ကောက်ပြီးတော့ပြည့်တော့ပို့လိုက်တယ်အဲ့တော့ရိုးသားရင်အပြစ်ပြောမိတာတောင်မှအားလုံးကခွင့်လွှတ်နိုင်တယ်ဆိုတဲ့စကားလေးပါဒါကြိုးစားတယ်နိုးကြတဲ့သူအားလုံးမလို့တွေအားလုံးလည်းကြိုးစားနေကြနိုးကြနေရတာယုံကြည်ပါတယ်အဲ့တော့ကြိုးစားပါကြိုးစားပါနိုးကြပါဆိုပြီးတော့အကြိုင်းရင်းနဲ့အားလုံးသူပေးတဲ့အတိုင်းပဲပေါ့နော်သူပေးတာတော့မဟုတ်ဘူးကိုကပေးလို့ရတော့တော့မရှိတာကိုကဘာနဲ့ပေးမလဲသို့တော့သူကူပြီးတောင်းပေးလိုက်တာပေါ့နော်ဒီကယောဂကင်းစင်ကွာ၍လူရဆန္ဒကုသမြအားလုံးပြေဝကြပါစေလို့သင်္ကလာပါပြောဆိုသွားပြီပါဒါပေမဲ့ပြောစရာစကားလေးရှိတယ်ဘာဖြစ်လဲဆိုတော့တရားတော်ကဆရာမကြီးတို့လာရောက်